ရှိတာဘာအကျွေးလဲဆိုတော့မွေးကျေးဇူးနဲ့ကျွေးကျေးဇူးရှိလို့ကဲဒါလေးကမမေအတွက်တဲ့မမေလျှော့ရသားရေမမေကဲဒါလေးကဲရောငူပါနဲ့မမေမငူပါနဲ့သတ်သားနဲ့တမီးပြောစီခြင်းလို့လုပ်ပြရလေမမေရောနော်မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube reaction channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာလေးကတော့ပရိသတ်တွေစိတ်ဝင်စားမှုများနေတဲ့ဗီဒီယိုလေးတစ်ပုဒ်နဲ့ mix ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီဒါမမီကျော်ဝင်တော့အိမ်လာမသိဟုတ်ကဲ့ဩမမီကျော်ဝင်ရမရှိဘူးလားမီကျော်ဝင်တော့ထိုက်ပါလေပါလေဟုတ်လားဖေရရဒီဖေအနော်ဟိုကိုရောတော့ဟုတ်ပါအေးစတော့ပြနေတော်တော်လေးကိုကြာနေပြီအားနဲ့သူ့ကိုပေးစရာလည်းရှိတယ်သူစမလည်းအဲ့လိုမျိုးဟိုအကျွေးလေးတွေတင်းနေရလေးလည်းရှိတယ်အားကြောင့်မလို့ဆက်သွဲရလည်းမရဆိုတော့သူကမလေးရွာမှတ်တယ်သူပေးတာရှိရလားဒီကွတလားဟုတ်တယ်မမေကဒီနားလေးရပ်ပြပါအောင်ကိုကြီးကြီးတာမဟုတ်ဘူးလားအေးမကြည့်ဘူးလားမမေအေးမကြည့်ဘူးဘာမှအေးမကြည့်ဘူးဘယ်ရလဲသမီးတို့သမီးတွေကငါဖက်ရအော်ငါဖက်ရလားဟုတ်လာမမေမမီကျော်ဝင်းနဲ့မမေဦးကိုသမီးကပေးစရာအကျွေးရှိတယ်ဟုတ်ပေးစရာအကျွေးရှိတာကိုသူကဖေဖေနဲ့မမေစီမှာသွားပေးပါလက်ခံခိုင်းပေးပါဆိုလို့မလို့သမီးတို့ကလာပေးတာဟုတ်အေးပါဟုတ်ပါဟုတ်ဖေဖေတို့မမေတို့ပြောထားသေးလားခုလိုတော့ဘာအခုနေ့က7 နာရီမှအဖေနဲ့ဖုန်းပြောချင်တယ်လို့အဲ့လိုပြောတယ်ဩဟောအဲ့ဆိုအဲ့ချိန်မှများပြောမလားမသိဘူးเนาะမသိဘူးအဲ့ချိန်တော့ပြောမလားခုလိုတော့ဘာမှမပြောရသေးဩဟုတ်ကဲ့ရှင်ဟုတ်ခုလိုတော့အဲ့လိုလာမယ်အဲ့တဲ့ကလာပေးလိမ့်မယ်ဗာမယ်အဲ့လိုလည်းပြောမထားဘာမှကိုမပြောရသေးဘူးခုနေ့က7 နာရီတော့မှချိန်လိုက်တယ်ဩဟုတ်ကဲ့ရှင်ဟုတ်စကားပြောအောင်အဲ့လေသမီးအဲ့လိုပေးထားခဲ့ရင်ရောဖေဖေမေတို့အနေနဲ့လက်ခံခဲ့ပေးလို့အဆင်ပြေလားသူနဲ့အဆက်တော့မရှိပြန်လဲဆိုအဖေတို့မှာဟိုလိုဘာမှမသိအရန်တရံလက်ခံလို့အဆင်ပြေအောင်မလားလို့ဟုတ်အားကြောင့်မသမီးတို့ဒီဗီဒီယိုလေးရိုက်ထားတာပေါ့နော်အဲဖေဖေတို့မမေတို့ပေးထားခဲ့ပြီဆိုတဲ့အကြောင်းလေးသမီးတို့တတတာရကလည်းယူရင်းနေပေါ့နော်အမတော့မဟုတ်ဘူးသူတို့ဒီပေးစရာတော့နည်းနည်းလေးပဲရှိတာဒါပေမဲ့သူတို့ကလည်းအဲ့ဟာလေးကိုဖေဖေနဲ့မမေပဲသွားပေးပါဆိုလို့မအားကြောင့်သမီးတို့လာပေးတာအေးပါပတ်ဆက်လာပါလို့ဘာပစ္စည်းလားဟုတ်သမီးတို့ထိုင်းရနေပြန်လာတာဟုတ်ထိုင်းရနေပြန်လာတာမှ तू ကယူကြုံမဲ့ပြောအဲ့လိုမျိုးပေးခံလိုက်တာပေါ့နော်ဟုတ်ပစ္စည်းလားဟုတ်ပစ္စည်းလေးရပတ်ဆက်တော့မဟုတ်ဘူးအေးပါအေးပါချစ်တော့ဖြစ်လာပါလားပစ္စည်းဆိုနော်ဟုတ်ပတ်စံဆိုရင်ပတ်ဆက်ဆိုဘလို့ဟာမှမသိငါအဲ့ဒါကြောင့်ရမ်းတယ်ကြောက်တယ်လားအမေအစမ်းဘာဖြစ်မှကြောက်တာလဲပြောပါအောင်ဘာဖြစ်မှကြောက်ဖို့လို့ဆိုလို့ရှိရင်တခုပေါ့ကွာဘလူခေါ်မလဲဆိုသူမြတ်ပစ္စည်းကိုအလကားလို့လည်းမလို့ချင်းဘူးပေါ့နော်သူတို့စိတ်တက်ကလေကိုဟာကိုချွတ်လို့စားနေကိုပဲစားတောက်နေခြင်းနဲ့ဆိုတော့အလကားရပစ္စည်းလည်းမလို့ချင်းဘူးလိန်ညာတဲ့ပစ္စည်းလည်းမလို့ချင်းဘူးပေါ့နော်ဟုတ်ကဲ့ရှင်အဲ့လိုဟောမှကန်ပြောအောင်မဆိုရင်ဘယ်ပစ္စည်းကိုမှအလကားမလို့ချင်းကိုချွတ်လို့စားအလွယ်ကျန်တာမလို့ချင်းဘူးအဲ့ဒါကြောင့်နော်အဲ့စိတ်တက်ရှိတယ်ပေါ့နော်အခုကတော့အလကားတော့မဟုတ်ပါဘူးဟုတ်လဲဆိုတော့ဘဘတို့ရဲ့ပါရဲ့ပိုင်ဆိုင်တဲ့ဟာပဲဆိုတော့ကြတော့လေဟုတ်ဘဘတို့ဟာဒါဘဘတို့လက်ခံခိုင်းရုံပဲဟုတ်ဒါပြီးလို့ရှိရင်သူတို့ခု7 နာရီဖုန်းလာလို့ရှိရင်လည်းပြောလို့ရပါတယ်ပေါ့နော်ဟုတ်အဲ့ဆိုသမီးရဲ့အဲ့ပစ္စည်းလေးကိုဟိုဆိုင်ကမှာခဏထားခဲ့တယ်တွားယူပေးတာမှာဟုတ်အဲ့ဆိုဒီနေ့လေးမှာပဲခဏလေးရက်ပြီးစောင့်နေပေးလို့ရတယ်စောင့်နေမှာစောင့်ဟုတ်အဲ့ကြောင့်အသားဖွေနေတာ哦အဲ့ရပြန်လာလို့အသားဖွေနေတာအဲ့ဆိုရင်ဒီနေ့လေးမှာပဲရက်စောင့်ပေးပါဒီနေ့လေးမှာပဲကဲဖေနဲ့မေလက်စားဟုတ်ပါအေးပါဩအဲ့ဒါလေးဒါဘာလေးလဲသိလားပတ်ဆက်ပေါ့အဲ့ဒါလေးပတ်ဆက်ပေါ့ပတ်ဆက်ကဘယ်လိုပတ်ဆက်လဲဘဘတောင်းတန်နေပေါ့တောင်းတန်နေတော့သိတယ်ဒါဘဘကိုအကျွတ်ဆက်တယ်လို့ထင်လားခုချိန်ဒါပေါ့အဲ့လိုပဲတွေးရအောင်ပေါ့ဘာလို့လဲဆိုရင်ငယ်ကလေးကိုကကျွေလာတာဟုတ်အဲ့လိုပေါ့နော်ဟုတ်သူကလည်းပြန်ဆက်တယ်ပေါ့နော်ဟုတ်ကဲ့ရှင်မွေးကျေးဇူးကျွေးကျေးဇူးပြန်ဆက်တာပေါ့ဟုတ်ပါအကျွေးရှိတာဘာအကျွေးလဲဆိုတော့မွေးကျေးဇူးနဲ့ကျွေးကျေးဇူးရှိလို့ကဲဒါလေးကမမေအတွက်တဲ့မမေလျှော့ရသားရေမမေကဲဒါလေးကဲရောမမေမီးဖို့ရဝင်သားရေကဲမမေလာပါ
လာပါမယ်ငူပါနဲ့မေမေငူပါနဲ့သတ်သားနဲ့တမီးပြောစီချင်းလို့လုပ်ပြရလေမေမေရောနော်လာမေမေအပြင်းလေးခဏလိုက်ကောတယ်ဖေဖေကချော့ခေါ်တယ်ကဲဒါဖေဖေအတွက်ဟိုပန်းပွင့်လေးရမေမေအတွက် ရောအဲ့လိုလုပ်ပြီးတော့ဓာတ်ပုံရိုက်လိုက်လေ မေမေလှလာဆန်းစီလေးကြိုက်လာ အဲ့လိုပုံစံမျိုး မေမေကမွေးကျေးဇူးဆက်တာဟုတ်လားမမေကမွေးကျေးဇူးဆက်တာဖေဖေကကြွေးကျေးဇူးဆက်တာ ပြီးတော့ဒီလိုအဲ့လိုမျက်နှာမြင်အောင်လေအဲ့လိုချ ရမမေ အဲ့လို ပြီးမှတက်ပုံရိုက်မယ်နော်ကဲမမေဘာဖြစ်လို့လဲပြောလို့လားမမေ ဟော ဆက်ရတာလားကဲဒီမှာသားမျိုးမင်းဦးနဲ့သမီးမတ်မမီကျော်တို့ကဖေဖေနဲ့မမေကိုကြောတာပေါ့နော်ဘာလို့ကြောတာလဲဆိုတော့ဒါဖေဖေပေါ်မှာရှိခဲ့တဲ့ကြွေးကျေးဇူးမမေပေါ်မှာရှိခဲ့တဲ့ကြွေးကျေးဇူးပေါ့နော်အဲ့ဒါလေးကိုပြန်ဆက်တာပေါ့နော်ဟုတ်ကဲ့သမီးပြောပြအောင်မနော်ဖေဖေနဲ့မေမေကိုတာဆူတောင်းစကားလေးပို့လိုက်သေးတယ်နော်အားလေးကဘာလဲဆိုတော့ဖေဖေနဲ့မေမေကျမ်းမာပါစေလို့တာနဲ့သမီးဆူတောင်းပေးပါတယ်တဲ့အဖေနဲ့မေအသက်ရှည်ကျမ်းမာအောင်နေသွားပေးပါနော်အဖေနဲ့အမေပေါ်မှာကာယကံဝစီကံမနောကံတို့နဲ့ပြမမိခဲ့တာရှိခဲ့ရင်ခွင့်တော်ပေးပါအဖေနဲ့မေတဲ့အဖေနဲ့အမေကိုအများကြီးချစ်တယ်နော်တဲ့သားတို့သမီးကိုပြန်လာစဉ်အထိကျမ်းမာစွာနေသွားပေးပါနော်တဲ့ကဲမေမေကျမ်းမာအောင်နေပေးရမယ်တဲ့နော် ဘာလို့ထမင်းစားနေကြပါလားဒီကစကားပြောအောင်ပေါ့လားဖောက်ကလိုင်းကောင်းကောင်း ရတယ်မေမေစကားဘာတိုင်းမစားတော့ကဲမေမေတသမီးတသားနဲ့သမီးကအခုလိုမျိုးဖေးနဲ့မေမေကိုငွေသားပန်းစည်းဒါဖေဖေအတွက်က9သိန်းမေမေအတွက်က9သိန်းစုစုပေါင်း10သိန်းလမ်းပြီးတော့ကြောလိုက်တာပြောစီခြင်းလို့နော်ဟုတ်ပြောစီခြင်းလို့ကြောလိုက်တာဆိုတော့မေမေကရောသားနဲ့သမီးကိုပါရများပြောခြင်းသေးလဲစုပြီးပေးခြင်းသေးလဲ ပြောခွင့်ရတာမင်းပြောတော့ ကြောက်ပါစေချမ်းသာပါစေပေါ့ဟဲ့ ချမ်းသာပါစေပေါ့နော် ဟုတ်ကဲ့ရှင် အဲ့လိုပြောเลยပေါ့နော် မေအရင်တော့ဒီလိုမျိုးတွေရဘူးလား မရဘူးလေ တခါမှမရဘူး တိမ်ပွဲအဲ့လိုတွေတွေလေခုနရတယ်ဟိုတော့ပြရတယ် အော်ဟုတ်ကဲ့ရှင်အော်အခုကတော့10သိန်းတောင်နော်တဖေးနဲ့မေမေကိုလှမ်းပြီးတော့ကြော်ပေးလိုက်တာကြည့်ကာယကံဝစီကံမနောကံနဲ့ပြမမိခဲ့တည်ရှိတော့ခွင့်လွှတ်ပေးပါတဲ့တဖေးနဲ့မေမေခွင့်လွှတ်လာပြောပြပါအောင် ခွန်းလို့ပါတယ်တာဟိုဘလူခွန်းလို့ကိုမှုတဲ့တာသမီးငယ်ခဲ့လို့ဘာမှအပြစ်ကဲလို့မိဘဆိုတော့မထဘူးလေ ဟုတ်ကဲ့ရှင် မိဘဆိုတော့မထတာတခြားကြောင့်မဟုတ်ဘူးဘလူကြောင့်လဲဆိုလို့ရှိရင်ကိုမွေးလာခဲ့တဲ့တာသမီးပဲနော်ကိုရင်းတယ်ဆိုတော့သူတို့အမြင့်တာကမထဘူး မထားဘူးမလဲနော် ဘယ်တော့မှမထ ဟုတ်ကဲ့ ဒါရမမိုးချွေးมาတယ်မထားဘူးချွေးมาတယ်ဖောက်ကောင်มาတယ်အဲ့အမေကိုဆိုအမေနဲ့ခေါ်ရနော်ဒီပေါ်မှာကောင်းတယ်အဲ့ခိမှာကောင်းတယ်ဒီပြော ကဲ ကောင်းတယ် ဟုတ်ပါပြီကဲဖေဖေကစုရေးပေးပေးပါအောင်ကာနဲ့သမီးကိုခုလိုမျိုးကြော်ပေးရတဲ့အတွက် တာရဲ့သမီးထိုက်မှာလုံငန်းပေါင်းစုံမြောက်မြစွာအောင်မြင်တိုးတဲ့တာကောင်သမီးကောင်ဖြစ်ပါစေဗျာ ဟုတ်ကဲ့ပါရှင်ဖေဖေပြောလားဒီနေ့အတွက် ပြောပါတယ်ကျွန်တော်လေနော်ပြောပါ မေမေရောပြောလား ပြောတယ်ဗါတယ်ပြောလို့အမေအမဘွန်းနေပြောမှုပြီလား ပြောလို့လို့ကိုငုံမိတာကဲဟုတ်ပါပြီမမေချက်မအောင်နေပြရမနော်တာရဲ့သမီးတွေကို အမေနင်းကောင်းနှာနင်းကောင်းတာဆက်လိုက်လာသေးတယ် ဩနလန်သားလေးရအခုယောဂါရေကုန်းတက်သားသွားပြီ အစားတော့ဘွား ကဲမမေဟာလေးရောလှလာနာ ဖာပါတယ်မလဲစား လှနော် ဒီဆိုင်ကြောက်လေးညင်နေကြ စားတော့ပါဦးမလေး အောင်လေ စားတော့ပါ အကောင်ပြောရမှတရားအမှန်လေးနဲ့ သမီးတို့ဒီနေပူတော့မှာဆိုလို့ကဲအဲ့ဆို ထိုင်ကပြတယ်ဘယ်နဲ့ရှိဘူးလား သမီးတို့တရားထိုင်ရမှာပြန်မေကိုသမီးညာပြောရတာသမီးတို့တရားဒီလိုမျိုးနိုင်ငံခြားမှာရှိနေတဲ့သားတွေသမီးတွေကသူတို့ရဲ့ချွေးနေစာလေးတွေအဲ့ဒါလေးတွေကိုဖေဖေနဲ့မေမေတွေကိုကြော့ကျင်တဲ့ခါကျရင်သမီးတို့တရားပို့ပေးရအဖွဲရသမီးရထိုင်ကိုမသွားဘူးဟုတ်ဟုတ် ညီလေးထိုင်ကပြလို့ပါဖွေရနဲ့ကမေဦးညာပြကြတာဆက်တာအဲ့ဒါကိုတည်းမတည်းဖွေရပါ ဟုတ်ကဲ့ရှင်ကဲ အမမလေး ကဲအဲ့ဆိုမေဓာတ်ပုံလေးရိုက်ပြီးမယ်နော်ဟုတ်ကဲ့ရှင်